ကျွန်တော်တို့နေ့စဉ်ချက်ပြုတ်စားတောက်တဲ့ဟင်းလျာတွေထဲမှာနနွင်းကအယောင်နဲ့အရသာတင်တိုးစီတာမဟုတ်ပါဘူးရှီးရခင်ကလေးကအစစ်အမိရောင်ရမ်းနာကျင်မှုကိုတတ်တာစီတဲ့တဘာဝဆေးစွမ်းကောင်းတက်လက်လေးဖြစ်ပါတယ်ပထမဆုံးအနေနဲ့နနွင်းကအစစ်တွေရောင်နာနဲ့နာကျင်မှုကိုဓာတ်ရိုက်တတ်တာစီပါတယ်လေ့လာမှုတွေအရတနည်းကိုနနွင်း2 ခရမ်လောက်ပုံမှန်စားပြီးရင်လီဖက်နာကြောင့်အစစ်နာတာတွေကိုတတ်တာစီပြီးဒူးအကွေအဆန့်ပိုကောင်းလာစီပါတယ်။ဒါအပြင်နနွင်းမှာအစွမ်းထက်ဓာတ်တိုးဆန့်ကျင်အာနီးတင်တွေပါဝင်လို့ခန္ဓာကိုယ်တွင်းရောင်ရမ်းမှုတွေကိုကျစီပါတယ်။အစစ်ရောင်နာကြောင့်အယူးနူလေးတွေထိခိုက်ပျက်စီးမသွားအောင်လဲကြိုတင်ကာကွယ်ပေးနိုင်ပါသေးတယ်။နောက်ထပ်ထူးခြားချက်ကတော့နနွင်းကသွေးတွင်းယူရစ်အက်ဆစ်ပမာဏကိုကျဆင်းစီလို့ခေါင်းရောဂါမဖြစ်အောင်ကာကွယ်ပေးသလို oxidative stress ကြောင့်ဖြစ်လာမယ့်အစစ်ရောင်ရမ်းမှုတွေကိုလည်းအကောင်းဆုံးတားဆီးပေးပါတယ်။ဒါကြောင့်အစစ်အမြစ်ကျန်းမာဖို့အတွက်နနွင်းကိုဟင်းချက်တဲ့အခါမှာဖြစ်ဖြစ်နွားနို့သို့မဟုတ်ပြားရည်နဲ့ရောဆက်ပြီးဖြစ်ဖြစ်ပုံမှန်လေးစားသုံးပေးကြဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျ။အားလုံးပဲကျန်းမာကြပါစေ။